Hey guys, အားလုံးပဲမင်္ဂလာပါရှင် Kira ဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့ Kira ရဲ့နာမည်ဆောင်ဝင်သွားခဲ့တဲ့ Pro ဖြစ်တာမလို့စိတ်ဝင်စားလိုက်ကြည့်ပြကြပါဦး။ကဲဒါလေးကတော့ Kira ရဲ့နာမည်ဆောင်ဝင်မှာရောက်ချင်မှာပေါ့နော်ဒီမှာဖြန်လေးသွားကြည့်ကြတာပဲဖြစ်ပါတယ်။ဒါလေးကတော့သူ့မှာရေးထားတဲ့စီကံတွေပေါ့နော်။မနက်လေးကိုလာရင်တော့ဒီနာမည်ဆောင်ဝင်မဖြစ်မနေလောက်ပြောချင်ပါရှင်။ဒါလေးကတော့ Kira တို့ဒီမှာပြိုင်းနေဒီမှာဒါလေးကဘာညက်ကြီးဝင်ပိုးလာတော့မသိဘူးအဲ့ဒါသွားကြည့်ရဒီမှာသူတို့ရဲ့ညက်နမိတ်လေးရေးထားပါတယ်ဒီမှာငန်းညက်ကြီးရိုးရှာကြီးတုံးဆက်ညက်တီရောပေါ့နော်ခီလာကတော့အဲတော့ဒီဖျားစကားတင်တဲ့စင်ပွဲလောက်တာဆိုတော့လေတငယ်ချင်းနဲ့တူတူသွားခဲ့ရပါဆိုတော့ဒီနေရာလေးကကြတော့ခီလာတို့ကဘဲလေးရှိပါတယ်ဆိုတော့ဒါလေးကတော့ဘဲကလီမိုရောင်လေးပေါ့နော်သူလေးချစ်ဖို့လည်းကောင်းပါတယ်ရှင်ပြီးရင်တော့ဒီဘက်ကကျတော့ဘဲနေကြီးပါဟိုဘက်မှာကျတော့ခေယာတို့ကရေကန်ရှိပါတယ်ဒီမှာကျတော့ပေါ့နော်ဘဲငန်းအမဲရောက်ကြီးပေါ့နော်အဲ့ဒါသူကကျတော့ဒီမှာစကားနဲ့ကြွယ်လို့တေချာမလဲရရပါဘူးပြီးတော့ဒါလေးကတော့ကြားရွဖြစ်ပါတယ်သူအသားစားနေတာပါဒီကောင်မိုက်တယ်ပေါ့နော်ဒါတော့နောက်တစ်ကောင်ပဲဖြစ်ပါတယ်သူ၄ကောင်၅ကောင်လောက်ရှိရပေါ့နော်အဲ့ကောင်ကြီးအော်လုံးဝကြောက်စရာကြီးกว่าဒီလားပြီးရင်တော့ဒီမှာဒီတကောင်ကတော့ရေးစိမ်နေရပဲဖြစ်ပါရှင်သူကတော့အမှသူ့ကိုယ်သူဆရာကြီးလိုနေပေါ့နော်အဲ့ဒါညဗီဒီယိုခေရာဗီဒီယိုရိုက်ထားလိုက်ပါပြီးရင်တော့ဒီမှာပါဒီကောင်လေးရတာဘာလဲတော့မသိဘူးပေါ့နော်ပြီးရင်ဒါလေးကကြတော့မိချောင်းကြီးပဲဖြစ်ပါတယ်ဒီဘက်ကရိုက်တော့မြင်ရလို့ပေါ့နော်အဲ့ဟိုဘက်သွားရိုက်မယ်ဆိုပြီးတော့လောက်တာဖုန်းပြုတ်ကြမလွယ်ဘူးပေါ့နော်ဆိုတော့ဒီနေရာတိတ်ဆန်မျိုးလာရင်လည်းမိချောင်းရှိတဲ့နေရာကိုလာကြဖို့လည်းအကြံပေးချင်ပါတယ်နော်ဒီနေရာတော်တော်လေးမိုက်ပါတယ်ပြီးအရှိမမိချောင်းရုပ်ထုလည်းရှိရဲပေါ့နော်ကဲပြီးသားပြီဆိုရင်တော့ဒီနားကလည်းနောက်ထပ်မိချောင်းတစ်ကောင်ပေါ့နော်ဒီမှာဆိုသူ့ရဲ့ကလေးကြီးလည်းရှိပါတယ်သူ့ရဲ့ကလေးကတော့မိုက်တယ်ပေါ့နော်ဒီမှာဆိုရင်တော့သူတို့ရဲ့စီကန်းတွေထားပါတယ်ပြီးဒီမှာဒီကောင်မိချောင်းလေးဆိုတော့တော်လေးချစ်ဖို့ကောင်းတယ်ပေါ့နော်ကဲပြီးရင်တော့ဒီမှာမန်ကီပဲဖြစ်ပါရှင်မြောက်လေးပေါ့နော်ခုကြည့်နေတဲ့လူတွေလည်းစပါပြီးရင်တော့ဒီမှာဒါကတော့နောက်တစ်ကောင်ပေါ့နော်အဲ့ကောင်ငရဲအာပြေးစိန်လက်လိပ်စားတာပေါ့နော်ပြီးရင်တော့သူကမုံနဲ့အငင်းတောင်းပါတယ်ရှင်အဲ့ကြောင့်မလို့သူတို့မုံတောင်းတော့ပြီးလိုက်ကြဖို့ပဲခီရာကတော့အချန်ပေးချင်ပါတယ်ပြီးရင်တော့အဲ့လိုခုံပြရပေါ့နော်ပြီးမှမုံလေးလည်းတောင်းပါတယ်ပြီးရင်တော့ဒါလေးကတော့ထောင်းမဖြစ်ပါရှင်ထောင်းကတော့လေစကားနဲ့ကိုယ်လို့ပေါ့နော်အဲ့လိုပဲရိုက်ပြလိုက်ပါတယ်ပြီးရင်တော့ဒါကတော့နောက်ထပ်တစ်နေရာတော့မှဖြစ်ပါတယ်ခီရာတာတော့ကျတော့ခီရာတစ်ပုတ်နဲ့လည်းအများကြီးရက်ခဲ့ပေါ့နော်ဒီမှာပါခီရာတော့တငယ်ချင်းတွေပေါ့နော်စုပြီးသွားကြပဲဖြစ်ပါရှင်ဒါနောက်ထပ်တစ်နေရာဒီမှာဒီကောက်စီတော့မှာပေါ့နော်အမှသူကညောင်လဲကြော်လာပါလားမသိဘူးပြီး22နိုင်ထိုးသွားလို့ဆိုပြီးခီရာရီနေ့လေးဆက်တော့စားကြပါမယ်နေ့လေးစားရတော့သူများနဲ့ဆက်မစားတော့ဗီဒီယိုတစ်ချက်များလိုက်ရပါဘူးဒါလေးကတော့မတည်းညောင်ရွေးကြော်ပြီးပေါ့နော်အော်ရာမပြီးတော့ဘူးသူလည်းမမောသေးဘူးပေါ့နော်သူများရမောတာပေါ့သူများရမောနေအော်သူလည်းမောသေးရဒါလေးကတော့သူ့ရဲ့မျိုးပဲဖြစ်ပါတယ်ဒါကတော့မွေကြီးပေါ့နော်မွေပြလိုက်ဆိုတော့သူကတက်ရှိပါတယ်ဆိုမွေရတဲ့ကိုလည်းလာကြဖို့လည်းအကုန်လုံးပြန်ပြီးချင်ပါရှင်ဒါတော့မွေွားကြီးပေါ့နော်ပြီးတော့ဒါကတော့ကဘာအကြီးဆုံးပုတ်တင်ညူလာပါလားမသိဘူးပြီးရင်တော့ဒါကတော့ကျက်စင်လည်းကြီးအောင်နောက်ထပ်လေးပဲဖြစ်ပါတယ်လိတ်လေးပေါ့နော်လိတ်လေးလည်းခရာရက်ခဲ့ပါတယ်ဆိုတော့ဒါလေးကတော့လိတ်သားပုတ်လေးပါသူတို့ရဲ့အမေကတော့ဟိုဘက်မှာလားမသိဘူးပေါ့နော်ကဲဆိုတော့ဟိုဘက်ကိုဆက်သွားကြပါမယ်ရှင်ဟိုဘက်မှာသူတို့ရဲ့အမေရှိလို့ပြောလို့ဒါတော့လိတ်ဝါပါလိတ်ဝါလေးပါအဲ့ရှိမှာဒီမှာတိတ်ချာအဲ့မှာမြင်ရအောင်ကွာဒါလိတ်ရိုက်တာဆိုမှねအဲ့မှာသူတို့အခန်းကလည်းမှောင်နေရဆိုတော့ကဲပြီးရင်တော့ခုကရထားစီးရပါတော့မရှင်ရထားကတော့အဲ့လိုဒီတရိတ်ဆန်မျိုးလာတော့ရထားလေးကိုစီးပြအောင်စီးဖို့ကြံပေးချင်ပါတယ်ကဲဒါလေးကရထားပေါ်စီးနေပါပြီရှင်ဒါကတော့စီးရဲ့ view ပဲဖြစ်ပါတယ်တော်တော်လေးမိုက်တယ်ပေါ့နော်ဒါဒီမှာတင်နေပြင်မှာခရီးရိုးရဲ့အဲ့ဒါလုံးဝပေါ့နော် view ကလည်းတော်တော်လေးလှရတယ်ဆိုတော့ဒီ video လည်းအများကြီးရိုက်ခဲ့ရပါတယ်ဒါတော့မှတခြား clip လေးတွေဖြတ်ထားသေးရပေါ့နော် video ရှိသမှဆိုတော့ပါပြီးဟိုနောက်မှာ color အုပ်ကြီးပေါ့နော်ပြီးရင်တော့ဒီဟာလေးကလည်း download ဖြစ်ပါရဲ့သူအမီဖြန့်နေတာပေါ့နော်အဲ့ဒါကြီးချစ်ဖို့ကောင်းလို့ရိုက်ထားတာပါပြီးရင်တော့ဒါလေးကတော့ဝဝင်လေးပဲဖြစ်ပါတယ်ဝဝင်ပက်ရှူးဝဝင်ဆိုလားပဲအဲ့ကောင်ကအနေရပြုတ်ရပေါ့နော်
အစာကျွေးရင်တော့ထုံလေးနဲ့လှမ်းကျွေးလို့ရပဲဆိုပေမဲ့မကျွေးခဲ့ပါဘူးဘသူမှလည်းကြောက်လို့ပေါ့နော်ပြီးရင်တော့ဒါကတော့ဇီဘရာလေးပဲဖြစ်ပါတယ်မြင်းချလေးပေါ့နော်မြင်းချလည်းအနေရရှိတယ်အဲ့လိုလက်တွေဝိုင်းမဝင်လို့မရဘူးပေါ့နော်အဲ့လိုမျိုးတို့ပြထားတယ်ပြီးရင်တော့ဒါလေးကတော့ရေမြင်းပေါ့နော်ရေမြင်းမှာတကားရေချိုးတာပြီးရင်သူကကြတော့မစိတ်ကောက်တာပေါ့နော်လှဲ့တော့မကြည့်ဘူးအကောင်ချေတယ်ရေမြင်းရှိနေတယ်တော့ကြောက်ဖို့လည်းပြောချင်ပါတယ်ပြီးရင်ဒါလေးက rabbit လေးပဲဖြစ်ပါတယ်သူကတော့တိရစ္ဆာန်ဝင်ရင်းပေါ်မှာရှိရဆိုပေမဲ့အခုမှပဲတွေ့ရပါပြန်ကန်နီးမှတွေ့ရပါကဲ rabbit လေးကတော့ချစ်ဖို့ကောင်းပါတယ်ပေါ့နော်ဟိုမှာဆိုသူတို့စားနေကြတာကဲအခုကတော့ဖြူရတို့လည်းအိမ်ပြန်มาတော့မယ်ရှင်ဒါတော့အိမ်ပြန်နေလည်းမပြောတော့ဘူးပေါ့နော်ပြီးတော့ဖြူရကြိုးထားလေးတက်ခဲ့ကြပါတယ်ဒါလေးကကစားဝင်ပေါ့နော်ကဲဆိုဒီဗီဒီယိုလေးကလည်းဒီလောက်ပါပဲရှင်အားလုံးပဲဘိုင်ဘိုင်